သူမကတော့ညာအကောင်းဆုံးမျိုးသမီးပါပဲသူကတော့အမိုက်လိုသဘောထားကြတဲ့ရွှေပယုံပွင့်တွေကိုစားတောက်ဖွယ်တစ်မျိုးအဖြစ်ဖန်တီးပေးခဲ့ပါတယ်ဒါကိုလဲဈေးကြီးကြီးနဲ့ရောင်းချခဲ့ပါတယ်စားဘူးတဲ့သူတွေကတော့အရသာရမ်းထူးကြတဲ့အတွက်အလူရက်ကိုလာရောက်ဝယ်ယူကြပါတယ်ရွှေပယုံပွင့်တွေပွင့်ပြီဆိုတာနဲ့လယ်သမားတွေဟာတပင်မှ3ပွင့်စီချမ်းကကျန်တာတွေအကုန်ကူးလိုက်ပါတယ်အပွင့်များတာဟာအပင်ကိုပိန်နေစေပြီးအာဟာရဓာတ်ကုန်ခန်းစေပါတယ်တော်တော်များများကတော့ဒီအပွင့်တွေကိုလွှင့်ပစ်လိုက်ကြပါတယ်သူမအတွက်ကတော့ရွှေလိုပဲတန်ဖိုးရှိပြီးတစ်ခုချင်းစီကိုရေစင်အောင်ဆေးကာစုဆောင်းပါတယ်ပွင့်ဘက်တွေဟာစက်ကူလိုပါလွာပြီးအနှဲငယ်မှွေးပြန့်တဲ့ရင်းနှင်းရှိပါတယ်သူမအတွက်တော့အမိုက်မဟုတ်ပဲတန်ဖိုးရှိတဲ့ရိုးရာဟင်းတစ်ခွက်ရရှိစေပါတယ်ပထမဦးစွာဝက်သားကိုနှုတ်စင်းကကြက်တုံမိတ်ဂျင်းနဲ့ဟင်းချက်ဝိုင်းပဲပိဆက်အနှစ်နှမ်းစီတို့ထဲကရောနေပါတယ်ထို့နောက်ပြုံပွင့်ထဲကိုနေထားတဲ့အသားနှစ်ထဲကအစာသွတ်ပါတယ်အစာသွတ်ထားတဲ့ပန်းပွင့်တွေကိုလက်ကာထုတ်ပါတယ်ပေါင်းဦးထဲမှာ10မိနစ်ခန့်ပေါင်းပါတယ်ပြီးနောက်ပေါင်းဦးဖွင့်လိုက်တဲ့အခါမှာတော့အသားနဲ့ရွှေပြုံပွင့်တို့ရဲ့တင်းပြန့်တဲ့ရနံ့ဟာမှွေးကြိုင်လို့နေပါတယ်ပွင့်ဖက်တွေဟာပိုးသားလိုနူးညံ့ပြီးအနှဲငယ်ချိုပါတယ်အထဲကအသားကတော့စိမ့်ပြီးအရည်ရွှမ်းပါတယ်